လေးစီရွာဝင်ပြည်တဲ့နောင်နဲ့ထန်းတော်ကြီးရိစီသည်ကြီးညိုပဲလူမင်းကောင်းတဲ့ရွာဦးပြရလဲဖူးတွေ့ရမည်တစ်ခေါက်တစ်ခါလာခဲ့ပါသည်စီလိုကျိုးနေမှမြည်စကိုင်းတိုင်းမုံရွာအရာတော်နဲ့လေးတွင်မှဒီရှိခဲ့ပါသည်ကုသိုလ်ရေးလက်မနေအလူဝဲများလေးစီအားလာပြီသည်ရောက်သားလာခဲ့ဖို့ဒီတာယာလာတဲ့အုပ်ရှိကုံရွာကလေးစီမကောင်းမှုကိုပဲကောင်းမှုကိုရွယ်ကောင်းမှုကိုရွယ်မကောင်းမှုကိုပဲအနေရခတ်တဲ့ဒီငိမ့်စီလိုရဲ့မင်္ဂလာယုံဆရာတော်ဘုရားကဩဝါရရေဟောကမြဝေကျမ်းမာကြစေချမ်းသာကြမသွေပြစ်တာရောရှိတာဟောကြားလူလာလမ်းညောငါရဲ့ကြီးညိုဝဲကောင်းလုံးလို့ကူမျိုးစီခြင်းနဲ့လမ်းလာခဲ့ပါဝေတွေးစွာပြည့်စည်လို့သူနေမှာကဘာကမသိပေမဲ့ရွာရဲ့အလားငါစီအောင်ဆုံးကြီးအိမ်အောင်ဆုံးရောက်ပြီတော့ရှူမမဆုံးလာသည်တဘာဝအလားပကြီးစောင်းဖွေးလို့မမီစောင်းဖွေးလို့မမီတဘာဝအလားပကြီးသူစီယူသားတဲ့ရွာသူရွာသားများလေသဘောပြူမနှောပြူစိတ်ထားကလေးလည်းပြူဟောရီစောပြုံးကလေးများနဲ့ရှိချူသူပါတမှုပိတ်ကောလိုက်သည်လမ်းလိုလာခဲ့ဥရှိကုံရွာကလေးစီကျွန်တော်တို့ရဲ့ငွေရဲ့ရွာကလေးစီရွာဝင်ပြည်တဲ့နောင်နဲ့ထန်းတော်ကြီးရိစီသည်ကြီးညိုပဲလူမင်းကောင်းတဲ့ရွာဦးပြရလဲဖူးတွေ့ရမည်တစ်ခေါက်တစ်ခါလာခဲ့ပါသည်စီလိုကျိုးနေမှမြည်စကိုင်းတိုင်းမုံရွာအရာတော်နဲ့လေးတွင်မှဒီရှိခဲ့ပါသည်ကုသိုလ်ရေးလက်မနေအလူဝဲများလေးစီအားလာပြီသည်ရောက်သားလာခဲ့ဖို့ဒီတာယာလာတဲ့အုပ်ရှိကုံရွာကလေးစီမကောင်းမှုကိုပဲကောင်းမှုကိုရွယ်ကောင်းမှုကိုရွယ်မကောင်းမှုကိုပဲအနေရခတ်တဲ့ဒီငိမ့်စီလိုရဲ့မင်္ဂလာယုံဆရာတော်ဘုရားကဩဝါရရေဟောကမြဝေကျမ်းမာကြစေချမ်းသာကြမသွေပြစ်တာရောရှိတာဟောကြားလူလာလမ်းညောငါရဲ့ကြီးညိုဝဲကောင်းလုံးလို့ကူမျိုးစီခြင်းနဲ့လမ်းလာခဲ့ပါဝေတွေးစွာပြည့်စည်လို့သူနေမှာကဘာကမသိပေမဲ့ရွာရဲ့အလားငါစီအောင်ဆုံးကြီးအိမ်အောင်ဆုံးရောက်ပြီတော့ရှူမမဆုံးလာသည်တဘာဝအလားပကြီးစောင်းဖွေးလို့မမီစောင်းဖွေးလို့မမီတဘာဝအလားပကြီးသူစီယူသားတဲ့ရွာသူရွာသားများလေသဘောပြူမနှောပြူစိတ်ထားကလေးလည်းပြူဟောရီစောပြုံးကလေးများနဲ့ရှိချူသူပါတမှုပိတ်ကောလိုက်သည်လမ်းလိုလာခဲ့ဥရှိကုံရွာကလေးစီ